ဒီနေ့မှာတော့ impedance အကြောင်းကိုပြောပြပေးသွားမယ်ပေါ့နော် impedance ဆိုတာတော့ဒီ circuit တစ်ခုမှာ current flow ကိုစန့်ကျင်တဲ့အရာမှန်သမျှကို impedance လို့ခေါ်ပါတယ် impedance မှာဆိုရင် resistance ရော reactance ရောပါဝင်ပါတယ်သူရဲ့ equation ကဆိုရင်တော့Z equal to R plus JX ပဲဖြစ်ပါတယ် current စီးဆင်းမှုစန့်ကျင်တဲ့impedance လို့ခေါ်တာပါresistance ရော reactance ရောနှစ်ခုစလုံးပါပါတယ် impedance မှာခုနပြောခဲ့သလိုမျိုးပဲ resistance ရော reactance ရောပါတယ် resistance ကကျတော့ဒီ AC ရော DC ရောနှစ်ခုစလုံးမှာဖြစ်တယ်တရားစစ်ကိုလေးလာတဲ့သူတော်တော်များများဆိုရင်ဒီအားတော့ AC ရရှိမယ် DC ရှိမယ်နှစ်မျိုးရှိမယ်ပေါ့နော် resistance AC DC နှစ်မျိုးစလုံးမှာဖြစ်ပေါ်တယ် frequency ပေါ်မှာမမိခိုးဘူးသူ့ကိုအုံနဲ့တိုင်းနေ reactance ကကျတော့ AC မှာပဲဖြစ်ပေါ်ပြီးတော့မှ frequency ပေါ်မှာမူတည်ရယ်အဲ့တော့ဒီ impedance လို့ပြောလိုက်ပြီဆိုရင်ဒီ reactance X ပါလာတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့AC circuit တွေမှာပဲဖြစ်ပေါ်တယ်လို့မှတ်ယူရင်ရပါတယ်မဟုတ် reactance မှာနှစ်မျိုးရှိရယ် inductive reactance နဲ့ capacitive reactance ဆိုပြီးတော့နှစ်မျိုးရှိရယ် inductive reactance ကကြတော့သူ့ရဲ့ပုံသဏ္ဍာန်က XL equal to 2πfL ဖြစ်ပြီးတော့ frequency တိုးလာတာနဲ့အမျှ inductive reactance လည်းများလာတယ်capacitive reactance မှာပုံသဏ္ဍာန်ကကြတော့ HC equal to 1.2πfC frequency များလာတာနဲ့မျှ capacitive reactance ကနည်းပါတယ် reactance ဆိုတာက frequency ပေါ်မှာမိခိုးတယ်ဒါကြောင့်မို့လို့သူ့ရဲ့ပုံသဏ္ဍာန်ကိုကြည့်လိုက်ရင် XL မှာလည်း F ပါတာတွေ့ရပြီးတော့ HC မှာလည်း F ပါတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါ RLC circuit တွေအတွက် impedance ဆက်ရဲ့ပုံသဏ္ဍာန်ပေါ့နော်ဆက်ရဲ့ magnitude လို့ချင်ရင် square root of R square plus XL minus HC the whole square ဖြစ်ပါတယ်သူ့ရဲ့unit ကတော့အုံးနဲ့ပဲတိုင်းတာပါတယ် resistance လို့ပါပဲ resistance နဲ့ impedance ကြားကဒီခွဲပြားခြားနားချက်ပေါ့နော်ဒါကတော့သိတာပါ resistance ကတော့ဒီ DC ရော AC ရောနှစ်မျိုးစလုံးမှာဖြစ်တယ်ဒါပေမဲ့ resistance ကDC မှာဆိုလဲရှင်းတယ်အားတစ်မျိုးပဲရှိတယ်ဒီ AC ရောက်တဲ့အခါမှာဒါဒီ H ဆိုတဲ့ reactance တစ်ခုပါထပ်ပြီးတော့ပေါင်းလာဖြစ်တဲ့အတွက် AC မှာဆိုရင်တော့ဒါ impedance ပေါ့နော် resistance က impedance စနစ်သုံးကြတယ်ပြီးတော့ဒီ DC မှာဆိုရင် phase difference မရှိဘူး AC မှာဆိုရင်ကျတော့ phase difference ကိုဖြစ်ပေါ်စေရနောက်ပြီးတော့ AC ဖြစ်တဲ့အတွက် impedance အဓိကအဖြစ် inductive reactance နဲ့capacitive reactance ဆိုပြီးတော့နှစ်မျိုးရှိရယ် frequency ပေါ်မှာမူတည်ပြီးတော့တိုးသွားတာတွေရောသွားတာတွေဒါမျိုးဖြစ်နိုင်တယ်ဒါကတော့ဒါ impedance နဲ့ပတ်သက်တဲ့စစ်အခြေခံဆိုင်ရာမှတ်သားဝေရလေးဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား